စွမ်းတမန်ဆောင်ရွက်လူကြသည်အမျိုးကောင်းသားအမျိုးကောင်းသမီးတို့သည်သာသနာချစ်သောစိတ်နဲ့သိရှိလေလာမအတိအဆုံးမဒေသနာပြန်ပွားလေသာအေးချမ်းသာယာပြည်ရွာဖြောင်းတန်းငြိမ်းချမ်းသာမည်သမုတ်ရင်ချက်ခဏတည်းဝတ်ပမာလူဖြစ်လာရာဤဘဝတွင်ဗုဒ္ဓမြတ်စွာသာသနာနဲ့ဘာသာလူမျိုးကိုရှိန်တို့ညနေစီတဲ့နေတဲ့ထွေစီရင်ခြင်းပါတုဒ္ဒဆုံးလေဘုရားဝေ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 လိုက်နာကြဖို့ရာကိုယ်တိုင်လေးသိတပါးသူလေးသိစီဖြန့်ဝေမာထားဆုံးမဒေသနာသာသနာဖြစ်ရာမတ်တွေခေါ်စီရာမတ်တွေခေါ်စီရာသမုတ်ရင်ခလာတတိရှိဘဝပမာလူဖြစ်လာရာဒီဘဝလေးဘုရားမြတ်စွာသာသနာလေးဘာသာလူမျိုးသုံးရှိတို့